နီးပြ Hansi Flick ကတော့တော်တော်လေးကိုတင်းနေပြီကျွန်တော်တို့လာမာစီယာအကယ်ဒမီရဲ့ရှစ်ချပပဗျာအာရှကဗျာအကယ်ဒမီအတွက်လေးဖြစ်တဲ့ Drew Fernandez ဟာဒီကနေ့မနေ့မှာပဲအတင်းကနေပြီးတော့တရားဝင်ထွက်ခွာဖို့အတွက်သူတောင်းဆိုလိုက်ပြီးဖြစ်ပါတယ် Drew Fernandez ကပြီးခဲ့တဲ့ရာသီပြီးတဲ့နီးပြအိမ်နဲ့အတူအသင်းမော်နဲ့အတူ training ဆင်းနဲ့အာရှခီးစင်နဲ့အတူလိုက်တယ်ဗျာပြီးတော့ကျွန်တော်တို့ဘာစီလိုနာအသင်းရဲ့တချို့ပွဲစဉ်တွေမှာသူမိနစ်ပိုင်းလေးတွေဝင်ကစားရတယ်အိုလံပီယာကော့စ်နဲ့ချန်ပီယံလိပွဲမှာဆိုရင်သူ assist တောင်မှတစ်ခါလုပ်လိုက်သေးတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာဗျာ session နဲ့ပြည့်ထားတဲ့ Drew Fernandez ကိုကျွန်တော်ဘာစီလိုနာအသင်းကြီးစာချုပ်မချော့သေးဘူးသူ့မှာ academy စာချုပ်ပဲရှိတယ် academy စာချုပ်ရဲ့စာချုပ်ဖြတ်သိမ်းကြီးက6တန်းပဲပေးရဗျာအဲ့6တန်းကိုပဲသူ့ကိုခေါ်မဲ့တရားစာချုပ်ဖြတ်သိမ်းကြီးပေးပြီးတော့ခေါ်မယ်တဲ့ဆိုလိုရဲ့သဘောတော့ကျွန်တော်တို့ဘာစီလိုနာ academy ရဲ့ထွန်းထွန်းပေါက်တယောက်ကိုဗျာကျွန်တော်တို့စာချုပ်ဖြတ်သိမ်းကြီး6တန်းဆိုတော့ပေါ်ပဲနဲ့လက်လွှတ်ရတော့မယ်အဓိကထွက်ခွာတဲ့အကြောင်းအရာသူကစားခြင်းနဲ့ဗျာသူ့အတွက်ဒီမှာမိနစ်ကတိတ်မရဘူးဘာလို့လဲဆိုတော့သူ့ရဲ့နံပါတ်10 row မှာကစားရတာက Fermin Lopez လည်းရှိတယ်ဗျာပြီးတော့ Dani Olmo ရှိတယ်သူတို့နှစ်ယောက်နဲ့ပဲအလှည့်ကျကစားနေရယ် Dani Olmo နာနေတော့လည်းနီးပြရဲ့သူ့နေရာမပေးဘဲနဲ့ဗျာ Rafinha ကိုနံပါတ်10 row ထားလိုက်ရမယ်ကိုနံပါတ်10 row ထားလိုက်နဲ့ကစားနေရယ် Drew Fernandez ကတကယ်တော့တော်ပါရဲ့ဗျာသူကနံပါတ်10 row မှာလည်းကစားနိုင်တယ်ဗျာ attack midfield player လေးပြီးတော့တာဝန်မှာလည်းကစားနိုင်တယ်ဗျာဒီကစားသမားလေးကိုရတဲ့တရားတကယ်ကိုတန်ဖိုးရှိတယ်အစ Western နဲ့သတင်းထွက်တယ်ဆိုတော့ Premier League ကိုတွားရင်တော့ကောင်းမယ်ပါညာပေါ့ပြီးတော့ Bundesliga ကလည်းတွားမယ်လို့ထင်တာတကယ်တော့ဘယ်ဟုတ်မလဲအခုနောက်ဆုံးကောလာဟာလာထွက်နေ PSG ကခေါ်มาတယ် PSG ကဒီလိုမျိုးလူငယ်ကစားသမားတွေကိုကောက်နှုတ်လေးရှိရဗျာနီးပြကြီးကလည်းအခုလိုဖြစ်သွားတဲ့ပုံမှာတော်တော်လေးကိုစိတ်ပြတ်နေတယ်ကျွန်တော်တို့ကတော့တော်တော်လေးကိုနှမျောမိရဗျာဒီလိုကစားသမားတယောက်ကိုဘာဒယ်ရီကပုတ်တိုက်မှုလေးကြောင့်ကျွန်တော်တို့ဘာစီလိုနာရဲ့လက်ချက်တတ်တော်ရှိကိုသမားကြီးMerida Sticker အတင်းအထွက်ခွာတော့မှာဖြစ်ပါတယ် Merida Sticker ဆိုပြီးကျွန်တော်တို့ဘာစီလိုနာရဲ့ legend တွေဖြစ်တဲ့ MSN လို့ပြောလို့ရတယ်။ကိုကြီးမက်ဆီနေမာဆာရက်ဂျိုနဲ့အတူဗျာအခု PSG နီးဗျာ Luis Enrique နဲ့အတူနောက်ဆုံးဘာစီလိုနာရဲ့ Champions League title ကိုဆောင်ကျဉ်းပေးခဲ့တဲ့ကစားသမားတွေအားလုံးတွေကတယောက်ဖြစ်တယ်။တကယ်ကိုကျွန်တော်တို့အသင်းမှာအကျေးဇူးတွေအများကြီးရှိခဲ့ပါတယ်။သို့တော်ယခုဇန်နဝါရီမှာပဲ Merida Sticker ကျွန်တော်တို့ဘာစီလိုနာနဲ့ဂျီရိုအသင်းကိုယာတီကုန်တဲ့အထိအငှားနဲ့ထွက်ခွာတော့မှာဖြစ်တယ်။ Merida Sticker နဲ့ထွက်ခွာသွားရမယ်ဆိုရင်ကျွန်တော်တို့ဘာစီလိုနာ squad မှာဗျာဘာစီလိုနာအသင်းနဲ့ Champions League ရဝယ်တဲ့ကစားသမားတယောက်မှမရှိတော့ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘာစီလိုနာ Champions League မရတာက10နှစ်ကျော်17နှစ်ထဲတောင်မှဝင်နေပြီ။အခုချက်ချင်းလက်ငယ်ထွက်ခွာသွားတာမျိုးတော့မဟုတ်ဗျာအစတွေကဘာစီလိုနာဂျီရိုနာနဲ့ညှိနေတာကစားသမားနဲ့အသင်းနဲ့အဆင်ပြေနေဗျာအဓိကလာစားကိစ္စညှိလို့မရဘူးအခုတော့ကစားသမားကလည်း yes လို့ပြီးဂျီရိုနာအသင်းကလည်း yes လို့လိုက်ပြီးဘာစီလိုနာကလည်းအခုလောလောဆယ် Merida Sticker နေရာမပေးနိုင်ဘူးဗျာဘာလို့လဲဆိုတော့ Hansi Flick ကလာလီဂါမှာချန်ပီယံလိမှာဂါစီယာကိုပဲတုံးနေကိုဘာတယ်ရင်းမှာတော့ Merida Sticker တောင်းဆိုပါတယ်သူ့အနေနဲ့ကမ္ဘာဖလားမတိုင်ခင်ပွဲထုတ်ခွင့်နည်းနည်းရကြည့်တယ်ဒါပေမဲ့နီးပြကြီးကလည်းအသင်းရဲ့ဖောင်ရဂါစီယာကိုပဲကိုဘာတယ်ရင်းမှာအသုံးပြုရတဲ့အတွက်အခုထပ်ပို့ပြီးမြန်မြန်ဆန်ဆန်ထွက်ခွာသွားတာဖြစ်တယ်လောလောဆယ် report တွေအရဘာစီလိုနာအသင်းအနေနဲ့အငှားဖြစ်တဲ့အတွက်လာစာကို90%ပေးချေရမယ်လို့ပြောနေတယ်ဘာစီလိုနာ90%ပေးချေတယ်ဆိုတာဒါတော်တော်လေးကိုမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်လာစာကိစ္စတော့ထပ်ညှိရအောင်ပဲဘာဖြစ်ကျွန်တော်တို့ဒီမှာနေရာပေးနိုင်တဲ့အတွက်ဒီလိုမျိုးထွက်ခွာသွားတာပဲဒါနှစ်ဦးနှစ်ဖက်အစီအပြေသဘောတူညီမှုတစ်ခုကျွန်တော်တို့ရဲ့ဘာစီလိုနာရဲ့လက်ချက်ကိုသမားကြီးဂျီရိုနာအသင်းမှာလက်စွမ်းပြပြီးတော့ပျော်ရွှင်ကစားပြီးတော့ဘောကတ်မှာလည်းအောင်မြင်မှုတွေရပါစေလို့ကျွန်တော်တို့ကဆုတောင်းပေးတယ်ဟိုတနေ့မနေ့ကကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်တို့အသင်းကိုအငှားစာချုပ်နဲ့ပြောင်းလာတဲ့ Marco Rashford ကိုအပိသက်ခေါ်ပြီးအတွက်ဘာစီလိုနာနဲ့ Man United ကအပိသက်ကိုညှိနေပြီဆိုပေမဲ့အခုကပြဿနာတွေကရှိတယ်ပြဿနာရှိရဲဆိုတာကအငှားစာချုပ်စချုပ်ထည့်ရဗျာ Marco Rashford 100ဒီငှားမယ်100ဒီငှားပြီးဝယ်ခြင်းတန်30နဲ့ဝယ်လို့ရလို့ Man United ကထည့်ချုပ်ထားတာအခုဘာစီလိုနာကဈေးစစ်နေဗျာဘာစီလိုနာဘယ်လောက်နဲ့စစ်လဲဆိုတော့20မှ4တန်း25တန်းပတ်ဝန်းကျင်နဲ့စစ်နေတယ် Man United ကလည်း Marco Rashford မလို့တော့ညာသူတို့ရဲ့ academy အတွက်လေဗျာ20ကျော်နဲ့တော့သူတို့ကမယောင်းကြည့်ဗျာအဲ့လောက်ကြီးရောင်းရင်သူတို့ပေါ်ပဲဖြစ်သွားမယ်ဗျာသူတို့တင်းကအဲ့လောက်ကြီးပတ်ဆက်လိုနေတဲ့အသေးလည်းမဟုတ်ဘူး Marco Rashford မလို့တာရောင်းတဲ့ပုံစံမျိုးဗျာသူတို့ကတန်း30အထိတော့တောင်းတယ်ဗျာတန်း30ဆိုတာအရင်တော့ဈေးမကြီးအဲ့ဒါကိုပဲကျွန်တော်တို့တန်း20ကျော်နဲ့ဈေးကသွားညှိတယ်အဲ့ဒါကြောင့်မို့အခုလောလောဆယ်နှစ်သိန်းကြားထဲမှာအခြေတင်လေးဖြစ်နေတယ်အခုမန်ယူလာလည်းအနီးပြအပြောင်းလဲဖြစ်နေတာဆိုတော့ကျွန်တော်တို့စိတ်ကောက်ပြီးတော့တော်ရီကောမင်းတို့ဆောင်းရဲဈေးနေတယ်ငါတို့မယူတော့ဘူးဆိုပြီးတော့ပြန်ခေါ်သွားရင်လည်းဒုက္ခရအောင်ပဲဒီတန်း20နဲ့30ကျော်ကွာဘာလို့အဲ့လောက်ထိအောင်ဖြစ်နေလဲကျွန်တော်နားမလဲဘူးကျွန်တော်တို့ပြီးခဲ့တဲ့ရာသီဖလားသုံးလုံးရထားတဲ့အတင်းအဲ့လောက်တော့မှမွဲသလားတကယ်ပါဗျာဒါမဲ့အတင်းဘက်ကတော်တစ်ခုတွေးပေးရမှာမာကာရက်ရွှဲလာစာရှိတယ်ဘာကာရိုချ်ကလာစာအများကြီးတောင်းလို့များသူတို့ဒီဘက်ပြောင်းရွှေ့ခြင်းကိုဈေးများနှိမ်လိုက်တာလားမလို့အဲ့လိုမျိုးလဲကျွန်တော်စဉ်းစားပေးရမယ်တကယ်လို့မာကာရက်ရွှေကိုကျွန်တော်တို့အကြောင်းအရာအမျိုးမျိုးကြောင့်မခေါ်ပြရင်တော့မှဒီဟာဒီကိုကျွန်တော်တို့ကဂျူဗီနဲ့တိုက်စစ်မှုဖြစ်တဲ့ဒူရှန်ဗလာဟိုဘက်ကို free ကုန်းစင်တော့မှာပေါ့နော် free ကုန်းစင်မှာဆိုတဲ့တိုက်စစ်မှုတော့ရဖို့တော့တေးကြတယ်မာကာရက်ရွှကိုရရင်တော့ပိုကောင်းတာပေါ့ဂျားထဲမှာတော့ PSG တရား Marco Rashford အပြင်းထန်စိတ်ဝင်စားနေရဲ့ Marco Rashford အပြင်းထန်စိတ်ဝင်စားဆိုမှသူတို့က Marco Rashford ကိုဝယ်ချင်တာမဟုတ်ဘူးသူတို့စီကကစားသမားတယောက်ဖြစ်တဲ့ဘာကူလာနဲ့အလဲထက်လှုပ်ချင်တာ Marco Rashford တန်း90တန်းမပြောဘာကူလာနဲ့အဲလိုတဲ့ပတ်စံထမ်းညှိပေါ့နော်အဲ့လိုမျိုးလှုပ်ချင်နေတယ် Marco Rashford ကဘယ်ရောက်မှာလဲ Man United ကိုသူကမပြန်ချင်တာကျင်းနေတယ် Barcelona မှာပျော်တာလဲကျင်းနေတယ် Barcelona ကိုခေါ်နိုင်ပါမလား PSG ကပဲဂျားရဲခေါ်မလားကျွန်တော်ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ကြည့်ရှုအပ်တဲ့လူတယောက်စီနော်ကျေးဇူးတင်ပါတယ်ခင်ဗျ